ဝက်ချံပေါက်ပြီးသွားရင်တချို့ကအနီဇက်တွေကြံခဲ့တယ်တချို့ကအမဲဇက်တွေကြံခဲ့တယ်အဲ့တော့ဒီမေကွန်းလေးလည်းရှိတယ်မဲဇက်နဲ့အနီဇက်ကွာခြားမှုကိုသိကျင်တယ်တဲ့နောက်ပြီးတော့သူကတော့အနီဇက်ကြံတဲ့အမျိုးအစားပေါ့နော်အဲ့တော့အနီဇက်အမဲဇက်ဘာလို့ကွာခြားပြီးတော့ကြံနေကြတာလဲအနီဇက်တော့ဘာလိမ့်လို့ရလဲအမဲဇက်တော့ဘာသုံးလို့ရမလဲအဲ့ဒါလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်အနီဇက်ဆိုတာတော့ကျွန်တော်တို့ PIE လို့ခေါ်တယ်ပေါ့နော် post inflammatory erythema ပေါ့ဖြစ်ရတဲ့အကြောင်းရင်းကဝက်ချံကြောင့်ရေပြားလွှာအောက်ကသွေးကြောလေးကျဲသွားပြီးတော့ရောင်ရမ်းနေတာမျိုးပေါ့အထူးသဖြင့်တော့ကျွန်တော်အသားဖြူတဲ့သူတွေမှာတွေ့ရများတယ်နောက်အမဲဆက်ကိုကျတော့ကျွန်တော် PIH လို့ခေါ်တယ်ပေါ့နော် post inflammatory hyperpigmentation ပေါ့နော်ဒါကတော့ကျွန်တော်အဓိကကုတ်တာဖဲ့တာညစ်တာစိတ်တာပေါ့နော်ဟိုကလိလို့ပေါ့ကလိတာကနေပြီးတော့ရောင်ရမ်းမှုဖြစ်တယ်ဒီကနေ melanin လို့ခေါ်တဲ့ရောင်ချယ်ဆဲလေးတွေအထွက်များပြီးတော့မဲပြီးကြံခဲ့တာဒါကတော့အသားညူတဲ့သူတွေမှာပိုပြီးတွေ့ရများတယ်။နီးစက်အတွက်ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုဆေးလေးတွေညွှန်းလေးရှိလဲဆိုတော့ဒီ azelaic acid ပေါ့နော်10 to 20% ပါရာလေးတွေနောက် niacinamide ဆိုလဲ2-5-10% လောက်ထိပေါ့ကျွန်တော်တို့သုံးလို့ရတယ်။မဲဆက်အတွက်ဆိုရင်တော့ဒီ melanin ကိုထိန်းချုပ်ပေးမဲ့တားဆီးပေးမဲ့vitamin C ပါတဲ့ serum လေးတွေနောက်ဒီ arbutin တို့ kojic acid တို့နောက် AHA ပေါ့နော် glycolic acid ပါရာလေးတွေနောက် retinoid လိမ်းဆေးလေးတွေလည်းသုံးလို့ရတယ်။ဝက်ချံမှာသုံးတဲ့ဆေးလေးတွေပေါ့နော်ဒါကြောင့်မလို့ဝက်ချံပျောက်သွားရင်တော့ကျွန်တော်တို့ကဒီဆေးလေးကိုဆက်လင်ခိုင်းတာမျိုးဖြစ်ပါတယ်။နောက်အရေးကြီးဆုံးတစ်ချက်ရှိသေးတယ်အဲ့ဒါတော့အနီးဆက်ပဲဖြစ်ဖြစ်အမဲဆက်ပဲဖြစ်ဖြစ်ကိုယ်မှကြံ့နေရဆိုရင်နေ့လည်နေခင်အပြင်သွားတဲ့အခါမှာကျွန်တော်တို့နေလောင်က sunscreen ကိုလည်းမမေ့မလျော့လိမ့်ပြီးဖို့လိုအပ်ပါမယ်